ဒီကနေ့17ရက်12လ2024ခုနှစ်ရန်ကုန်တိုင်းဒေသကြီးလဲကူမြို့နယ်ရန်ကုန်မန္တလေးအမြန်လမ်း22မိုင်5ဖာလုံမှာရှိတဲ့သစ္စာရွှေစီတောစခန်းရိပ်သာအတွင်းမှာဆွမ်းမြာဆက်ကလှူဒန်းကြရင်းဖြင့်ဘုန်းတို့အမြန်လမ်းကနေကျောင်းကိုလာတဲ့လမ်းခင်းတဲ့နေရာမှာလမ်းအလှူဒန်းခြင်းကိုအဓိကအကြောင်းပြုပြီးတော့ဒါဒီနေ့တရားနာကြတော့နော်ဒါလှူဒန်းကြတဲ့ကုသိုလ်ရှင်တွေကတက္ကကြီးဦးအောင်ကျော်မိုးတက္ကမကြီးဒေါ်ချိုဝိရီဝင်းမိသားစုတဲ့အဲ့တော့မိတို့ပြုလုပ်ထားတဲ့ကုသိုလ်ကောင်းမှုနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာဝမ်းသာမှုကြည်နူးမှုနဲ့ကုသိုလ်ကောင်းမှုကိုပို့ပြီးတော့နော်အရှိန်အဟုန်ကောင်းအောင်အနုမောဒနာတရားစကားကိုနာရတယ်ပေါ့နော်အဲ့တော့ဘုံကဝမ်းသာပဲဝမ်းမြောက်ဖွယ်အနုမောဒနာတရားစကားအနေနဲ့ဘာလေးပြောခြင်းတော့ဆိုတော့လမ်းနဲ့ပတ်သက်တာလေးကိုပြောရမှာနော်လမ်းဆိုတာတဏှာရာကိုရောက်သွားစေတတ်တယ်တဏှာရာကိုရောက်သွားစေတတ်တဲ့အရာနော်လမ်းရဲ့ဥတီချက်ပေါ်မှာမူတည်ပြီးတော့ဘယ်ကိုရောက်သွားကြသလဲဆိုတာကတော့မတူနိုင်ဘူးပေါ့အခုဒီလမ်းကတော့ကျောင်းကိုကုသိုလ်ပြုဖို့လာကြတဲ့ပုဂ္ဂိုလ်တွေရှောက်မဲ့လမ်းဆိုတာဒီလမ်းပေါ်မှာရှောက်မဲ့ပုဂ္ဂိုလ်တွေဟာဒီလမ်းပေါ်မှာသွားမဲ့ပုဂ္ဂိုလ်တွေဟာများသောအားဖြင့်ကောင်းမှုပြုဖို့သွားကြလာကြတာပဲဖြစ်မယ်ပေါ့နော်အဲ့ဒီလိုလမ်းမျိုးလေးကိုကလူခွင့်ရလိုက်တာကိုယ်စိတ်ထဲမှာဒီလမ်းပေါ်ရှောက်ပြီးတော့ကုသိုလ်သွားပြုတဲ့လူတွေရတဲ့ကုသိုလ်တိုင်းကကိုယ်နဲ့ပတ်သက်နေတယ်လို့ဒီလိုလေးလဲတွေးလို့မရဘူးလားရနော်ဒါလေးကိုဥစွာစဉ်းစားပြီးတော့ဝမ်းသာစေခြင်းတယ်ပေါ့အဲ့ဒါလိုလမ်းလှူကိုလှူရတဲ့အတွက်ကြောင့်ဘုရားတပည့်တော်တို့လည်းပဲငြိမ်းအေးရာနိဗ္ဗာန်ကိုရောက်စေတတ်တဲ့မဲခင်၈ပါးတည်းဟူသောလမ်းကိုခရီးဆုံးသည့်အထိအောင်မြင်ပေါက်မြောက်သည့်အထိရှောင်လန်းနိုင်မရစေလို့ဒီလိုလေးလည်းပဲမြင့်မားတဲ့ဆန္ဒရှိသေးခြင်းနဲ့နော်လမ်းနဲ့ဆက်ဆက်ဘုန်းတို့သစ္စာ၄ပါးထဲမှာနောက်ဆုံး၄ခုမြောက်သစ္စာပါတယ်တော့မဂ္ဂသစ္စာမြတ်စွာဘုရားတော့ဒုက္ခនិရောဓဂာမိနိပရိပဒာအရိယသစ္စာဆင်းရဲချုပ်ရာကိုရောက်စေတတ်တဲ့အကျင့်လမ်းစဉ်အဲ့ဒါကိုရှင်းသူတော်ဘာကြီးတွေကအတူချုပ်ကလေးမှတ်ရလွယ်အောင်မဂ္ဂသစ္စာလို့နာမည်လေးတက်တယ်မဂ္ဂဆိုတဲ့ပါဠိစကားကတိုက်ရိုက်အဓိပ္ပာယ်လမ်းလို့အဓိပ္ပာယ်ရတယ်အဲ့ဒီလမ်းကသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝသမ္မာဝါယမသမ္မာတတိသမ္မာသမာဓိဆိုပြီးတော့အင်္ဂါရဲ့၈ပါးနဲ့ဖွဲ့စည်းထားတဲ့လမ်းနိဗ္ဗာန်ဆိုတဲ့အငြိမ့်သက်စီကိုဆက်ရောက်သွားစေတဲ့လမ်းအဲ့ဒီလမ်းမှာအင်္ဂါ၈ပါးပါတယ်ဘယ်အင်္ဂါခေါင်းဆောင်တုံးဆိုတော့တမ္မာဒိဋ္ဌိခေါင်းဆောင်တမ္မာဒိဋ္ဌိဆိုတာကပြောတာတော့အမှန်ကန်သိမြင်တာလူရင်းပြောရရင်ဒီဘဝရဲ့ဖြစ်စဉ်တွေဟာအမြဲတမ်းပြောင်းလဲနေတယ်အဲ့ဒီအနိစ္စသဘောကိုသိတာတမ္မာဒိဋ္ဌိအဆင့်အမြင့်ဆုံးတမ္မာဒိဋ္ဌိကတော့ဘဝရဲ့ဆင်းရဲတယ်ဆိုတဲ့အမှန်တရားကိုသိတယ်လောဘရဲ့ဒုက္ခကိုဖြစ်စေတဲ့အကြောင်းတရားဖြစ်တယ်ဆိုတဲ့အမှန်တရားကိုသိတယ်လောဘငြိမ်းရသည်ဒုက္ခငြိမ်းရပဲလို့တတိယမြောက်အမှန်တရားကိုသိတယ်မဲခင်၈ပါးသည်ဒုက္ခငြိမ်းရသို့ဆက်ရောက်စေတဲ့လမ်းပဲလို့မဲခင်၈ပါးရဲ့စွမ်းရည်တတ္တိကိုပြန်ပြီးတော့သိတယ်အဲ့ဒါတမ္မာဒိဋ္ဌိဒါပေမဲ့ဒါကအထွတ်အထိပ်တမ္မာဒိဋ္ဌိရဲ့အဓိပ္ပာယ်ပေါ့နော်အဲ့ဒါလိုသစ္စာ၄ပါးကိုသိတဲ့တမ္မာဒိဋ္ဌိဖြစ်ဖို့ဆိုလို့ရှိရင်သူ့အရင်ရှင်းဖို့မှာဒ
ဒီဘဝရဲ့ယုံနံရဲ့ဖြစ်ပေါ်နေတဲ့သဘာဝတရားတွေရဲ့အမြဲတမ်းပျောက်ကွယ်လိုက်နေမှုအနိစ္စကိုမြင်ရအောင်မယ်အဲ့ဒါကိုမြင်မှသစ္စာလေးပါးကိုမြင်ပြောင်းလဲနေတဲ့အနိစ္စသဘောကိုမြင်ခြင်းသည်သစ္စာလေးပါးကိုမြင်စေတတ်တဲ့အကြောင်းတရားဟုတ်လားဒါကြောင့်ပြောင်းလဲနေတဲ့သဘာဝကိုမြင်တာကိုလည်းမြတ်စွာဘုရားသမာဓိဋ္ဌိလို့နာမည်ပေးတယ်။ကံကံရဲ့အကျိုးကိုသိတာမြင်တာလဲသမာဓိဋ္ဌိသူကတော့အခြေခံအကြဆုံးသမာဓိဋ္ဌိအဲ့ဒီသမာဓိဋ္ဌိကတော့ဘုရားမပွင့်တဲ့သာသနာ့ဘာအခါကာလမှာလည်းရနိုင်တယ်။သာသနာတွင်မှာသာရနိုင်တဲ့သမာဓိဋ္ဌိကအခုကျုပ်တို့ဖြစ်ပေါ်နေတဲ့သဘာဝတရားတွေရဲ့အမြဲတမ်းပြီးဆုံးပျောက်ကွယ်လိုက်နေမှုကိုသိမြင်တဲ့သမာဓိဋ္ဌိဟုတ်လားအဲ့ဒီသမာဓိဋ္ဌိခေါင်းဆောင်တဲ့မဂ်ခင်၈ပါးကိုမြတ်စွာဘုရားရဲ့အလိုတော်ရဘုန်းဘုန်းတို့ကလမ်းလို့နားလည်ထားတယ်အဲ့ဒီလမ်းကဘယ်ကိုရောက်စေတတ်တဲ့လမ်းတော့နော်ဒုက္ခនិရောဓစီကိုရောက်စေတယ်နိဗ္ဗာန်ဆိုတဲ့အသုံးအနှုန်းသာသနာလေးထားလိုက်ဓမ္မစကြာထဲမှာမြတ်စွာဘုရားဘယ်လိုလေးသုံးတော့ဒုက္ခនិရောဓဂာမိနိပရိပဒဒုက္ခချုပ်ငြိမ်းရာစီကိုရောက်သွားစေတတ်တဲ့အကျင့်ဟုတ်လားအဲ့တော့မဂ်ခင်၈ပါးလမ်းဟာဘယ်ကိုဆက်ရောက်စေတဲ့လမ်းလဲဆိုတော့ဒုက္ခငြိမ်းရာစီကိုဆက်ရောက်စေတဲ့လမ်းတော့ဒုက္ခဆိုလို့ရှိရင်ကျုပ်တို့ဖြစ်တာကြိုက်လားငြိမ်းသွားတာကြိုက်လားဟုတ်တယ်နော်ခက်တာကဒုက္ခမှမသိလို့ငြိမ်းတာကိုမကြိုက်တဲ့စိတ်ကမပေါ်သေးဘူးကိုဒုက္ခဖြစ်နေမှမသိတဲ့အတွက်ကြောင့်ဒုက္ခငြိမ်းရင်တယ်ဆိုတဲ့စိတ်ကမလာသေးဘူးလေးလေးနက်နက်မလာသေးဘူးအကယ်၍ယောဂဖြစ်တယ်ဆိုရင်လည်းအဲ့ဒီယောဂကိုဒုက္ခလို့ကျွတ်တော့တာမန်အဖြစ်ဘယ်လိုတော့နားလေတယ်အဲ့ဒီအချိန်မှာအဲ့ဒီယောဂကိုမငြိမ်းချင်ဘူးလားတခဏလေးတောင်ဘုံဘုံတို့မခံစားချင်ဘူးဟုတ်တယ်မဟုတ်လားယောဂကြီးတော့တခဏလေးတောင်မခံစားချင်ဘူးနော်မြတ်စွာဘုရားကတကယ်ဉာဏ်မြင်စင်ကြယ်သွားလို့ရှိရင်ခုဒီဖြစ်နေတဲ့ရုပ်စုရာယောဂကြီးလို့ဟောတာဝေဒနာဟာယောဂလို့ဟောတာသင်ညာဟာယောဂသင်္ခါရဟာယောဂဝိညာဉ်ဟာယောဂအနှစ်ချုပ်ပြောရင်ယုံနာဟာယောဂပဲဘုန်းတို့ပါဂဏိသုတ်တန်ထဲမှာပါဂဏိပုံနာကြီးကိုမြတ်စွာဘုရားကနူနာယောဂတွေနဲ့ဥပမာပေးပြီးတော့တရားလေးလေးနက်နက်ဟောတာရှိတယ်အဲ့လိုဟောပြီးတော့မြတ်စွာဘုရားကအာရောချပရမလာဘနိဗ္ဗာန်ပရမန်ဒုက္ခံစချီတဲ့ဂါထာလေးကိုမြတ်စွာဘုရားရွတ်တယ်အဲ့ဒီရွတ်တဲ့အချိန်မှာပါဂဏိပုံနာကြီးဟာအံ့ဩစရာကောင်းတယ်တဲ့သူတို့ပုံနာတွေရွတ်ဆိုတဲ့ဂါထာနဲ့တူးနေတယ်သူတို့ကလည်းဆရာဆင်ဆက်အဲ့ဒီဂါထာလေးကိုရွတ်ဆိုကြတာရှိအတိပ္ပယ်ဘာပြောတာတော့အာရောချပရမလာဘလက်တကလက်ရခြင်းတကရခြင်းထဲမှာကျမ်းမာရေးကောင်းခြင်းကိုရရတာအကောင်းဆုံးပဲနိဗ္ဗာန်ဆိုတဲ့အငြိမ့်တက်ဟာချမ်းသာဆုံးပဲအဲ့ဒါလိုအဓိပ္ပာယ်ရှိတဲ့ဂါထာကိုမြတ်စွာဘုရားရွတ်တော့သူကလည်းသူတို့မှလည်းအဲ့ဒီဂါထာမျိုးရှိတယ်ပေါ့အဲ့ဒါမြတ်စွာဘုရားမင်းနားလေလားဆိုတော့နားလေပါတယ်တဲ့နော်ကျမ်းမာရေးကင်းခြင်းတည်းအကောင်းဆုံးလက်ဖြစ်တယ်ဆိုတာမင်းဘယ်လိုနားလေတော့အခုတပည့်တော်ကျမ်းမာနေတယ်ဘာယောဂမှမရှိဘူးဒါကြောင့်တပည့်တော်အကောင်းဆုံးလက်ကိုရထားတယ်ခုဘာဒုက္ခမှမရှိတဲ့အတွက်ကြောင့်တပည့်တော်ကငြိမ်းအေးနေတယ်ချမ်းသာနေတယ်လောလောဆယ်သူ့ကိုယ်သူဘလို့ထင်နေတာတော့ကျမ်းမာတယ်လို့လည်းထင်တယ်ချမ်းသာတယ်လို့လည်းထင်တယ်အဲ့တော့မြတ်စွာဘုရားမင်းတို့ကဘာနဲ့တူလဲဆိုလို့ရှိရင်သူကန်းအစဉ်အတန်းကြီးလမ်းလျှောက်တာနဲ့တူတယ်တဲ့ရှေ့တုန်းကသွားတဲ့လူရဲ့ခပုံစကိုဆွဲပြီးတော့နောက်ကလူကလိုက်တယ်အဲ့ဒီလူရဲ့ခပုံစကိုနောက်ကလည်းဆွဲလိုက်တယ်ရှေ့တုန်းကသွားတဲ့လူကမြင်လားဆိုတော့မမြင်ဘူးနောက်ကလိုက်တဲ့လူကမြင်လားဆိုတော့လည်းမမြင်ဘူးသွားခြင်းကသွားပြီးတော့အစဉ်အဆက်မင်းတို့လက်ခံထားတဲ့နားလည်မှုတွေဟာအကုန်လွဲနေတယ်တဲ့တကယ်စင်စစ်ဒီဘဝဒီယုံနာဟာယောဂတုံးကြီးတဲ့ယောဂလို့ခေါ်တဲ့နေရာမှာရုပ်ကိုယ်သာလည်းယောဂလို့ခေါ်တာမဟုတ်ဘူးနာမ်ကိုလည်းယောဂလို့ခေါ်တာပဲကျွတ်တို့နားလည်လားအဲ့ဒါကိုနားမလည်ဘူးကျွတ်တို့ကအော်ဟစ်နေရမှာမအီမသာဖြစ်နေမှာအခါရအလွန်ခက်နေမှာယောဂဖြစ်တယ်လို့သိတာဒီတိုင်းလေးနေတာထိုင်တာလေးဖြစ်နေတဲ့အနေအထားကိုကျွတ်တို့ယောဂလို့ခံစားလို့ရသလားမရဘူးဒါပေမဲ့တတိပဋ္ဌာန်တရားကိုအားထုတ်လို့တကယ်တတိကောင်းလာပြီစိတ်အည်အသွေးမြင့်လာပြီဆိုလို့ရှိရင်ဒီယုတ်တန်တွေဖြစ်နေရတာယောဂသဘောပဲဆိုတာကိုတဖြည်းဖြည်းနဲ့ရိပ်မိနိုင်တယ်
ကောင်းနေတဲ့သဘောမဟုတ်တတ်တာနေတဲ့သဘောမဟုတ်ဘူးလို့သူနားလေဟုတ်လားဘုံပြောတာကိုသဘောပေါက်လားမသိဘူးအဲ့တော့ယောဂဆိုတာရဲ့အပေါ်မှာနားလည်မှုအတိမ်အနက်ရှိတယ်ဆိုတာဘုံတို့သဘောပေါက်ရမယ်ကျွတ်တော့ဆေးရုံတက်ရမှာဆေးကန်းသွားရမှာယောဂဖြစ်တယ်လို့နားလည်တာဟုတ်လားတကယ်စင်စစ်အဲ့ဒါလို့ဟုတ်သလားမဟုတ်အမြဲတမ်းယောဂဖြစ်နေတယ်ဖခင်ကတော့ဘယ်လောက်ထိမြင်တော့ဆိုတော့ကိုတခဏမြနေကောင်းနေကြမ်းပါတယ်လို့ပြောခဲ့မှဆိုရင်ဒီလူဟာကိုယ်ခန္ဓာရဲ့အကြောင်းကိုမသိလို့ပြောတာတဲ့မိုက်မဲလို့ပြောတာဒီဖြစ်နေတဲ့သဘာဝကြီးဟာတခဏလေးတောင်ကောင်းတဲ့သဘောမဟုတ်ဘူးလို့မြတ်စွာဘုရားတော့အဲ့လိုမြင်သွားတာဟုတ်လားနော်အဲ့တော့ဘုန်းပြောရင်တာဘာတုံးဆိုတော့ဘုန်းတို့တွေဟာနော်ဒုက္ခនិရောဓဒုက္ခချုပ်ရာကိုနော်ဆိုက်ရောက်ခြင်းတဲ့စိတ်ရှိရမယ်ဒုက္ခချုပ်ရာကိုဆိုက်ရောက်ခြင်းနဲ့ဒုက္ခချုပ်ခြင်းတဲ့စိတ်ကလေးပေါ်ဖို့ဆိုရင်ဒုက္ခဖြစ်နေတယ်ဆိုတာကိုအရင်သိမှဒုက္ခချုပ်ခြင်းတဲ့စိတ်လာမှာနော်ဒုက္ခဖြစ်နေတယ်ဆိုတာမှမသိတဲ့လူဟာဒုက္ခချုပ်ခြင်းတဲ့စိတ်လာမလားစောတော့ပြောလို့ယောဂဖြစ်နေတယ်လို့မှမသိတဲ့လူဟာယောဂပျောက်ခြင်းတဲ့စိတ်ဘလို့လို့ပေါ်မလို့ဟုတ်လားအဲ့တော့ကျုပ်တို့သိတဲ့ယောဂလည်းအကျဉ်းသားယောဂတွေပဲသိတာဒီတိုင်းဖြစ်နေတဲ့ယောဂကိုမသိဘူးဟုတ်လားအဲ့တော့ဒါလေးတွေကိုအ ਨੇ ဆုံးတော့သိကျင်တဲ့စိတ်ကလေးတော့ပေါ်ပေါက်တဲ့နေလို့ဘုံကထင်တယ်ဟုတ်လားအော်တို့အမျက်တနိုးကိုးွယ်တယ်မြတ်စွာဘုရားဘဝယောဂကြီးလို့ဟောခဲ့တာဘလို့တော့တို့နည်းနည်းလေးတော့ပဲနည်းနည်းလေးလောက်ပဲဖြစ်ဖြစ်ရိပ်မိအောင်လိုအောင်မှဖြစ်မယ်ဆိုတဲ့အတွေးလေးတော့ဘုံကပေါ်စေခြင်းတယ်ပေါ့ဟုတ်လားအဲ့တော့ဘုံပြောနေတာဘာတော့နော်မဂ်ကင်၈ပါးသည်အဲ့ဒီဒုက္ခនិရောဓနော်ဆင်းရဲချုပ်ရသည်ကိုတနည်းအားဖြင့်ယောဂတွေအကုန်လုံးကင်းပြောက်တဲ့စီကိုဘာလို့နေတော့ရောက်စေတဲ့လမ်းဥတည်ထားတဲ့လမ်းအခုလိုလမ်းလှူရတဲ့အတွက်ကြောင့်အဲ့ဒီလိုအမြင့်မားဆုံးလမ်းကိုဘုရားတပည့်တော်တို့နော်ခရီးရောက်အောင်နောက်ဆုံးနိဗ္ဗာန်တည်းဟူသောပန်းတိုင်ထိရောက်အောင်ရှောက်လန်းနိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်ပါရစေလို့အဲ့လိုလေးဘုံဘုံကနော်ဒီကုသိုလ်ကိုဘာကြောင့်လုပ်တယ်လဲဆိုတဲ့အကြောင်းပြချက်ကလေးကိုအဲ့ဒါလိုလေးလေးနက်နက်ကလေးရှိစေခြင်းတယ်ဟုတ်လားအဲ့ဒါဆက်ပြီးတော့ဘုံဘုံကအဲ့ဒီလမ်းလေးကိုဘလို့ရှောက်မလဲဆိုတာလေးကိုပြောမယ်လမ်းဆိုတာနဲ့ပတ်သက်ပြီးတော့အကျဉ်းမြင့်တော့ဘုံဘုံတို့ကနော်၃မျိုးလောက်တော့နားလည်ထားတဲ့တယ်လို့ထင်ဒီလူလောကအယူမှာမြေပြင်ပေါ်မှာဖောက်ထားတဲ့လမ်းတွေအကြောင်းသိဖို့ရာဘာမှမခက်ပါဘူးအဲ့ဒါတော့ခုခေတ်ဆို Google Map ကြည့်လိုက်လို့ရှိရင်အကုန်သိတာလေအိမ်ကျိုးအိမ်ကြားသွားတဲ့လမ်းဆိုတာသိဟုတ်တယ်မဟုတ်လားအဲ့ဒီလမ်းတွေအကြောင်းပြောမှာမဟုတ်ဘူးနော်ဘဝနဲ့ချီပြီးတော့လောကနဲ့ချီပြီးတော့နော်ဘယ်အလုပ်ဟာဘယ်ကိုဘာကိုဖြစ်စေတတ်တယ်လဲဘယ်အလုပ်ဟာဘာကိုဖြစ်စေတတ်တယ်လဲဘယ်လမ်းဟာဘယ်ကိုရောက်စေတတ်တယ်လဲအလုတ်ကိုလမ်းလို့ပြောတာဖြစ်တာကိုရောက်တာလို့ပြောလိုက်တာတင်စားပြောတာနော်ဘယ်အလုတ်ဟာဘာကိုဖြစ်စေတတ်တယ်ဟုတ်တယ်အလုတ်တိုင်းဟာတစ်ခုခုတော့တစ်ခုခုလုပ်ရင်တစ်ခုခုတော့ဖြစ်မယ်ပေါ့နော်တလန်းလန်းကိုရှောက်ရင်တော့တနေရာရာကိုတော့ရှောက်မယ်ဘယ်အလုတ်ဟာဘာကိုဖြစ်စေတတ်တယ်လဲဘယ်လမ်းဟာဘယ်ကိုရောက်စေတတ်တယ်လဲဘယ်ကိုရောက်စေတတ်တယ်လဲဆိုတာ ਨੇ ပတ်သက်ပြီးတော့ဘုန်းဘုန်းတို့ကဒီဘဝတန်တရားအတွင်းမှာတော့ရောက်เสียနေရာက9နေရာရှိတယ်အကျဉ်းမြင့်ခွဲရင်တော့2နေရာပေါ့သူဂတိဒုက္ခတိဟုတ်လားသူဂတိကောင်းတဲ့နေရာဒုက္ခတိမကောင်းတဲ့နေရာကောင်းတဲ့နေရာကတော့လူရှိမယ်နတ်နဲ့ပြမနဲ့ပေါင်းထားတဲ့ဒေဝဆိုတဲ့ဒေဝဂတိရှိမယ်နော်မနုဿဂတိရဲ့ဒေဝဂတိဒါကသူကတနေ့မှတွေ့ရမယ်ပျက်စီးခြင်းသိဆုံးခြင်းအဲ့ဒီသိဆုံးခြင်းကိုဖြတ်သန်းပြီးတဲ့နောက်မှာဘုံဘုံတို့ရောက်ရမယ့်နေရာပေါ့ဟုတ်လားသိဆုံးခြင်းကိုဖြတ်သန်းပြီးတော့ရောက်ရမယ့်နေရာဟာကောင်းတဲ့နေရာ2နေရာရှိတယ်လူအဖြစ်ရဲ့နတ်နဲ့ပြမနဲ့ကိုတော့ပေါင်းပြောတယ်ဒေဝဂတိဟုတ်လားမကောင်းတဲ့နေရာတော့3နေရာတောင်ရှိတယ်သူကဒေဝမနုဿနိရေယနဲ့ပေတတိရစ္ဆာန်လာရန်အရှိ9တန်သောဂတိဒေဝမနုဿကောင်းတဲ့ဂတိနိရေယနဲ့ပေတတိရစ္ဆာန်ဟောနိရေယဆိုငရဲဘဝမှာအဆိုးဆုံးဘဝပေါ့နော်နိရေယပြီးတော့ပေတနော်ပေတဆိုတာပေတလောကသားတချို့လည်းပဲဝိညာဉ်လောကသားဒီလိုပြောကြတာလည်းရှိတယ်ပေါ့မျက်စိနဲ့မမြင်နိုင်တဲ့ထူးခြားတဲ့စမ်းကြယ်တဲ့ဘဝတွေကိုရနေတဲ့တတ္တဝါတွေကျုပ်တို့မမြင်နိုင်တဲ့တတ္တဝါတွေကသာလည်းအပုံကြီးများတယ်ကျုပ်တို့မြင်နိုင်တာကလူနဲ့တိရစ္ဆာန်လောက်ပဲမြင်နိုင်တယ်
ဟုတ်လားနတ်တွေပြမာတွေလည်းဒီမျက်စိနဲ့မြင်လို့မရပေတာလောကသားကိုလည်းဒီမျက်စိနဲ့မြင်လို့မရမျက်စိနဲ့မြင်လို့မရဘဲနဲ့ရှိနေတဲ့ဖြစ်နေတဲ့အရာတွေလောကမှာအများကြီးရှိရနော်ကိုဉာဏ်ကိုမတုံးစေနဲ့ဟုတ်လားနိရိယရဲ့ပေတရဲ့ပြီးတော့ဘာလို့တရိစ္ဆာန်အဲ့ဒါဘာလို့ခေါ်တော့ဒုက္ခတိခုနနတ်နဲ့လူနဲ့ကြတော့သူဂတိပေါ့ကောင်းတဲ့ဘဝကိုရောက်စေတတ်တဲ့လမ်းကိုဒါကောင်းတဲ့လမ်းပေါ့မကောင်းတဲ့ဘဝကိုရောက်စေတတ်တဲ့လမ်းကိုကြတော့မကောင်းတဲ့လမ်းပေါ့အဲ့ဒါကိုကြံမြန်ဖြင့်မကောင်းတဲ့ဘဝကိုရောက်စေတတ်တဲ့လမ်းကိုအောက်လမ်းကောင်းတဲ့ဘဝကိုရောက်စေတတ်တဲ့လမ်းကိုအထက်လမ်းဒီလိုလေးဘုံဘုံတို့ရိုးရှင်းရှင်းနားလည်ထားတဲ့နေပေါ့နော်အဲ့တော့မြတ်စွာဘုရားပွင့်လာတဲ့အခါမှာမြတ်စွာဘုရားကလမ်းမျိုးစုံကိုသိတော်မူတယ်မြတ်စွာဘုရားသူသိတာမြင်တာတွေကိုပြောခဲ့တာတွေရှိတယ်လမ်းမျိုးစုံကိုသိတယ်ဆိုတဲ့နဲ့ပတ်သက်ပြီးတော့ဒီကောင်းတဲ့လမ်း2လမ်းရယ်မကောင်းတဲ့လမ်း3လမ်းရယ်ဒါကိုဂတိ5ပါးခေါ်တယ်ပေါ့နော်နောက်ထပ်လမ်း1လမ်းကြံနေသေးတယ်အဲ့ဒီလမ်း1လမ်းကဘာလဲဆိုတော့ဂတိဝိမု ക്ത နိဗ္ဗာန်ကိုရောက်စေတဲ့လမ်းတနည်းအားဖြင့်ဒီကောင်းသောဘဝဆိုးသောဘဝတွေကနေလွတ်မြောက်သွားတဲ့အနေအထားတစ်ခုဟုတ်လားအဲ့တော့လမ်းကအောက်လမ်းရဲ့အထက်လမ်းရဲ့လွတ်မြောက်လမ်းရဲ့လို့အကျဉ်းမြင်အဲ့လိုလေးဖြစ်သွားတယ်အဲ့တော့မြတ်စွာဘုရားတော့အဲ့ဒီထဲမှာဥပမာလေးနဲ့ရှင်းအောင်ပြောတယ်အကျဉ်းမြင်လေးဖုံဖုံပြောပြမယ်ဟိုလူတယောက်ကအမြင့်ကနေကြည်နေတယ်ဟာတကယ်ကိုနေပူကောင်းကြီးသေပြင်းကြီးပူကျက်နေတာပေါ်လဲနေပူအောက်ကလည်းတခါတည်းသေရပူအဲ့ဒါကိုသူ့ရဲ့ဝင်ကြီးဆိုလဲလေးလွယ်ပြီးတော့သူဘယ်သွားနေတော့ဆိုတော့သူတော့သူကဘယ်သွားနေတယ်လို့မသိဘူးဒီတိုင်းစွတ်ရွတ်ပြီးတော့သွားနေတယ်ဟိုအမြင့်ကကြီးတဲ့လူကမြင်နေတဲ့သူကဘယ်သွားနေတော့ဆိုမီးကြီးတွင်းစီကိုဥတည်နေတယ်တဲ့သူရှောက်နေတဲ့လမ်းအဲ့တော့သူကကြည်နေတယ်ဟာဒီလူဒီလမ်းကိုရှောက်နေတယ်ဒီလမ်းကိုတော့မမိတ်မသုံးတာဒီတိုင်းသာဆက်သွားနေတော့သေချာပေါက်မီးကြီးတွင်းနဲ့ကြတော့မှာပဲလို့မြင်တယ်အဲ့ဒီလူကလည်းလမ်းကိုမပြောင်းဘူးဒီတိုင်းပဲမမိတ်မသုံးရှောက်သွားတယ်အဲ့ဒါလမ်းလဲဆုံးရမီးကြီးတွင်းနဲ့ကြသွားရောတယ်ဖျားပေးတဲ့ဥမှာပေါ့နော်အဲ့ဒါဘာပြောတာလဲဆိုတော့တချို့တရားဝါတွေကငရဲကိုရောက်စေတတ်တဲ့အလုပ်တွေကိုလုပ်နေတယ်အမီးကြီးတွင်းကိုကြမဲ့လမ်းတွေကိုသူသွားနေတယ်ပေါ့ငရဲရောက်စေတတ်တဲ့အလုပ်ကိုလုပ်နေတယ်မြင်နေတဲ့မြတ်စွာဘုရားဒီအမှုအကျင့်တာမပြောင်းဘူးဆိုတော့သွားမှာဒီလူသေးကြပေါ့ဟုတ်လားငရဲပြည်ကိုမီးကြီးတွင်းနဲ့ဥမာပေးတယ်နောက်တစ်ယောက်ကတော့အဲ့လိုမဟုတ်ဘူးဘယ်ကိုဥတည်နေတော့သူ့လမ်းอ่ะဆိုတော့မစင်တွင်းစီကိုဥတည်နေတယ်အစင်တွင်းဆိုတာတိရစ္ဆာန်ဘဝကိုပြောတာဘာမှမစင်ကြယ်ဘူးသူတို့မှာကောင်းတဲ့စင်ကြယ်တဲ့စိတ်အလွန်ဖြစ်ခဲ့တယ်ကြည်နိုင်ခဲ့ခြင်းနိုင်ရစားလောကပေါ့နော်ဟုတ်လားပေတာလောကကြတော့မြတ်စွာဘုရားဘာနဲ့ဥမာပေးတော့ဆိုတော့အရိပ်ကျူးလို့ကျဲတဲ့ပဲရှိတဲ့အပင်ခိုနားเสียမရှိဆင်းရဲတယ်အဲ့ဒီကိုဥတည်နေတာနေဘူးလေဘူးမြေဘူးကနေလာရတာနားရမလားဆိုတော့မနားရဘူးရသောဖြင့်လူတွေတချို့သေတယ်ဆိုလို့ရှိရင်လေအဲ့လိုနော်ပေတာလောကကိုရောက်သွားကြတဲ့လူတွေတော်တော်များတာလေဘုန်းဘုန်းတို့ဘယ်လိုပြောမလို့အကြောင်းအကျိုးဆင်ခြင်ပြီးတော့ကြည့်ရင်သိနိုင်တာတွေရှိတယ်ပေါ့နော်အဲ့ဒါအလွန်မှအရေးအာဝါဒနေတဲ့တစ်ပင်အိုဒီကိုဥတည်ပြီးတော့သွားတယ်လို့ဘုရားအဲ့လိုမြင်တယ်လူဘဝကိုကြံတော့သူကအရေးကောင်းတဲ့တစ်ပင်တတ်တာကွင်းရှိတယ်ပေါ့ဟုတ်လားလူဘဝကတော့အရေးကောင်းတဲ့တစ်ပင်ဒီကိုဥတည်ပြီးတော့သွားနေတယ်လို့ပြောတယ်အနတ်လောကကိုကြတော့သူကပြတ်သက်ပုံပြတ်သက်ဆောင်ပေါ့သူပို့ပြီးတော့ဘာလို့လဲအဆင့်မြင့်သွားတယ်ပေါ့နော်အဲ့ဒီကိုဥတည်တဲ့အဲ့တော့ဒါကဥပမာ၅မျိုးပေါ့ဂတိ၅မျိုးပေါ့သောသောပြောခဲ့တဲ့နိဗ္ဗာန်ဆိုတဲ့နော်ဒုက္ခငြိမ်းရာအခုကျွတ်တို့ဒီဖြစ်နေတဲ့ယုံနာကဒုက္ခသဘောပေါ့နော်ကျွတ်တို့နားလဲတာနားမလဲတာကတပိုင်းပေါ့ဟုတ်လားကျွတ်တို့ကတကယ်ဖြစ်နေတဲ့အခြေအနေကိုနားလဲတာမဟုတ်ဘူးအပေါ်ယံနေလောက်ကိုပဲဘုံဘုံတို့ကနားလဲတာပေါ့နော်နဲ့နဲ့ဆိုင်ဆိုင်ဒီမှာဖြစ်နေတဲ့သဘာဝကိုဘုံဘုံတို့ကနားလေနိုင်တဲ့အနေအထားထိရောက်အောင်စိတ်အရည်အသွေးကိုမမြင့်နိုင်တဲ့အတွက်ကြောင့်ဒီစိတ်ကအဲ့ဒါကိုနားမလဲသေးဘူးဒါပေမဲ့လေ့ကျင့်မယ်ဆိုရင်တော့နားလည်နိုင်တယ်ဟုတ်လားတော့ကျွတ်တော့နားမလဲသေးတဲ့အတွက်ကြောင့်ဒီဘဝကိုဒီဖြစ်စဉ်တွေကိုဒုက္ခလို့မသိဘူးတကယ်တမ်းကဒါတွေကဘာတွေတော့ဒုက္ခပဲသူအပေပုံကိုမပြောတော့နဲ့လူဘဝနတ်ဘဝလည်းဒုက္ခပဲတကယ်ကငြိမ်းသွားမှအေးမယ်ပေါ့နော်အဲ့ဒီအငြိမ်းတဲ့အေးတဲ့ကိုဒါတင်စားပြောတာပေါ့လေနော်ဒုက္ခဘဝမီးဆိုလို့ရှိရင်နိဗ္ဗာန်ဟာနမီးငြိမ်းသွားတဲ့သဘော
မိကပူတယ်မိငိမ့်သွားတော့မပူဘူးပေါ့မပူတာကိုပဲအေးတယ်လို့တင်စားပြောလိုက်တဲ့သဘောပေါ့အဲ့ဒီနိဗ္ဗာန်ဆိုတဲ့အငြိမ့်တက်ကိုရစီတတ်တဲ့ရောက်စီတတ်တဲ့လမ်းတစ်ခုရှိသေးတယ်လူတယောက်ကအဲ့ဒီကိုဥတီလျှောက်တယ်အဲ့ဒါတော့မြတ်စွာဘုရားဘယ်လိုဥမာပေးအောင်ဆိုသူကနေဘူးမြေဘူးကနေလာဘယ်ဥတီနေတာဆိုကြာမျိုး၅ပါးနဲ့ပြည့်စုံတဲ့အရေးအာဝါဒအလွန်ကောင်းတဲ့အေးတဲ့ရေကြည်တဲ့ရေချိုတဲ့ရေနဲ့ပြည့်နေတဲ့ရေကန်ကြီးတွေကိုဥတီနေတယ်အဲ့ဒီကြမှာကျတို့အစာပြေပါနော်ဟုတ်လားကျတို့အခုကဘယ်တဲ့သွားဆိုအပူတဲ့သွားနေတာအဲ့တော့ကျတို့ခန္ဓာကိုယ်ကပူတယ်ကျတို့ခန္ဓာကိုယ်ကအညစ်အကြေးတွေများနေတယ်ကျတို့မှာရေချိုးဖို့လိုမယ်အေးအေးတက်ရဖို့လိုအပ်နေတယ်ပေါ့တော့ကျတို့ရဲ့ဝန်ထဲမှာလည်းပဲလောဘနဲ့စားလောင်းနေတဲ့သဘောတွေရှိတယ်ရေတောက်လိုက်မှအစာပြေတယ်လို့မျိုးအငြိမ့်တဲ့ဆိုတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တဲ့အနေအထားထိရောက်အောင်တရားကိုသိအောင်လုပ်နိုင်မှဒီစိတ်ဟာအစာပြေမယ်အလုံးထိနဲ့ဘုံဘုံတော့ဘာလို့အောင်တော့မြင်ရမယ်ပေါ့အဲ့ဒါဘာလမ်းလဲလို့မေးရင်လွတ်မြောက်လမ်းပေါ့ဒီလမ်းကဘဝနဲ့ချီပြီးတော့ပြောမယ်ဆိုလို့ရှိရင်ဘယ်နှလမ်းဖြစ်သွားတော့၃လမ်းပေါ့နော်အောက်လမ်းရဲ့အထက်လမ်းရဲ့လွတ်မြောက်လမ်းရဲ့အောက်လမ်းကို၃လမ်းအထက်လမ်းကို2လမ်းလွတ်မြောက်လမ်းပေါင်းမယ်ဆိုတော့6လမ်းရှိမယ်ပေါ့ဟုတ်ပြီနော်အဲ့တော့ဘုန်းဘုန်းတို့ဘယ်လမ်းကိုရှောက်ဖို့အရေးကြီးဆုံးလဲလို့မေးရင်လွတ်မြောက်လမ်းကိုရှောက်နိုင်ဖို့ကတော့အရေးကြီးဆုံးပဲဟုတ်လားလွတ်မြောက်လမ်းကိုအချိန်နဲ့မြတ်မရှောက်နိုင်ဘူးဆိုရင်ဂျာကာလမှာဘုန်းဘုန်းတို့ကအထက်လမ်းလေးတော့ရှောက်နိုင်ဖို့လိုမယ်ပေါ့အောက်လမ်းကတော့တတ်နိုင်တယ်မြတ်ဘာလို့ရမှာတော့ရှောင်ရမယ်ပေါ့ဒါဒီလိုလမ်းလူရတဲ့အတွက်ကြောင့်ဘုရားတပည့်တော်တို့ဟာအထက်လမ်းကိုရှောင်နိုင်မရစေကောင်းမှုတွေများစွာပြုနိုင်မရစေစိတ်ကောင်းနှလုံးကောင်းတွေများစွာမွေးမြူနိုင်ပါရစေဒီလိုလေးဆန္ဒပြုရပါနော်ဒါတွေမကဘူးဒီဒုက္ခဘုံကနေပြီးတော့လွတ်မြောက်မှုရသွားစေမယ်နော်အငြိမ့်တဲ့နိဗ္ဗာန်ကိုဆက်ရောက်စေတဲ့အမြင့်မားဆုံးလမ်းကိုလည်းပဲဘုရားတပည့်တော်တို့ရှောင်နိုင်ပါရစေဒီလိုဆန္ဒလေးဘုံဘုံကရှိစေခြင်းဒီလမ်းဆိုတာနဲ့ပတ်သက်ပြီးတော့လွတ်မြောက်လမ်းနော်စင်ကြယ်မှုနိဗ္ဗာန်ကိုရောက်သွားစေတဲ့လမ်းနော်ဒါလေးနဲ့ပတ်သက်ပြီးတော့လူလောကမှာအလွန်မှကြာဘူးနာဝများတဲ့ဒေသနာလေးတစ်ပုဒ်ခါထာလေးတစ်ပုဒ်ရှိတယ်သဗ္ဗေသင်္ခါရအနိစ္စယရာပညာယပတ္တိအထနိဗ္ဗိန္ဒတိဒုက္ခေဧတမေကောဝိတ္တုဋ္ဌိယသက်80 80အရွယ်တွေဆိုရင်သူတို့ငယ်ငယ်ကနာမည်ကြီးတဲ့ရွှေမန်းတင်မောင်တခြင်းရှိဒီဂါထာလေးကိုအခြေခံပြီးရေးထားနော်သဗ္ဗေသင်္ခါရအနိစ္စယရာပညာယပတ္တိအထနိဗ္ဗိန္ဒတိဒုက္ခေဧတမေကောဝိတ္တုဋ္ဌိယစင်စင်လေးတူတဲ့ဂါထာ၃ပုဒ်ဇက်တိုက်ဟောတယ်မြတ်စွာဘုရားသဗ္ဗေသင်္ခါရဒုက္ခယရာပညာယပတ္တိအထနိဗ္ဗိန္ဒတိဒုက္ခေဧတမေကောဝိတ္တုဋ္ဌိယသဗ္ဗေဓမ္မာအနတ္တာတိယရာပညာယပတ္တိအထနိဗ္ဗိန္ဒတိဒုက္ခေဧတမေကောဝိတ္တုဋ္ဌိယဓမ္မပဒထဲမှာမှတ်တမ်းတင်တာအဓိပ္ပာယ်လေးနဲ့ပြောရနော်လမ်းနဲ့ပတ်သက်ဆက်ဆက်တဲ့အကြောင်းအရာလေးပေါ့သဗ္ဗေသင်္ခါရအနိစ္စအလုံးစုံသောသင်္ခါရတရားတွေဟာပြီးဆုံးလိုက်နေကြတယ်ပျောက်ကွယ်လိုက်နေကြတယ်ချုပ်ပျောက်လိုက်နေကြတယ်ဒါကိုဘယ်လိုနားလည်မလို့အလုံးစုံသောသင်္ခါရတရားတွေဟာပြီးဆုံးချုပ်ပျောက်လိုက်နေကြတယ်ဒါသင်္ခါရတရားဆိုတာဘာပြောဆိုဖြစ်เสียအကြောင်းရှိလို့ဖြစ်လာတဲ့တရားကိုသင်္ခါရလို့ခေါ်တာခုလေးတိုက်တယ်ဘောကဝါရွက်တွေလည်းရှိတယ်ကျတို့ကနားလည်းကောင်းတယ်ဆိုရှဲဆိုအတန်လေးကြားဖြစ်เสียအကြောင်းရှိလို့ဖြစ်လာတာဘယ်သူမှလှုပ်ထားတာမဟုတ်ဟုတ်တယ်မဟုတ်လားကိုဘုန်းကြီးကမိုက်ခရိုဖုန်းကြီးကင်ပြီးတော့ပြောနေတယ်အတန်ကအကျယ်ကြီးထွက်နေတယ်ဘာဖြစ်တော့ကြားရတယ်ဖြစ်လာတာနော်အဲ့ဒီကြားမှုကိုအခြေခံပြီးတော့ကိုနားလေတဲ့ဘာလာစကားဆိုတဲ့အခါကျတော့အတိပ္ပယ်တွေကိုအမျိုးမျိုးနားလည်မှုရှိသွားတာကောမရှိဘူးလားအဲ့ဒီနားလည်မှုကိုအခြေခံပြီးတော့စိတ်ထဲမှာခံစားရတဲ့ဝေဒနာတွေကလည်းအမျိုးမျိုးဖြစ်တာမရှိဘူးလားအဲ့ဒီခံစားမှုကိုကြောင်းပြီးတော့စိတ်ထဲကတုံ့ပြန်တာတွေရောအမျိုးမျိုးဖြစ်တာမရှိဘူးလားရှိတယ်တုံ့ပြန်တယ်နော်ဒီလိုဆိုလို့ရှိရင်တော့တို့ကအောက်လန်းသွားလို့ဘယ်ဖြစ်မလို့ထက်လန်းသွားမှဖြစ်မယ်လို့အတွေးမပေါ်ခဲ့ဘူးလားဘဝဒုက္ခဆိုလို့ရှိရင်တော့လွတ်အောင်လုံးဝဖြစ်မှာပေါ့ဆိုတဲ့အတွေးကတော့ဉာဏ်ထက်ဉာဏ်အခြေခံပါမယ်ဆိုရင်အဲ့ဒီထိလည်းရောက်သွားနိုင်ပေါ့အဲ့ဒါတွေဘာတွေလဲဆိုအဲ့ဒါသင်္ခါရတွေဖြစ်เสียအကြောင်းရှိလို့ဖြစ်လာတာခဏနေရင်စားကြတောက်ကြမယ်အဲ့တော့သင်္ခါရဟာအကျဉ်းများဖြင့်မြင်နေရတဲ့သဘောကြားနေရတဲ့သဘောအနံ့ရတဲ့သဘောစားတော့ရတဲ့သဘောတွေးထရတဲ့သဘောတွေးကြံမိတဲ့သဘော6အုပ်စုပေါ့နော်မြင်ကြားနာစာထိတွေးအဲ့ဒါကိုအကြောင်းပြုပြီးတော့စိတ်ထဲမှာချမ်းသာတဲ့ဆင်းရဲတဲ့ဝမ်းသာတဲ့ဝမ်းနေတဲ့စရှိတဲ့ခံစားမှုအုပ်စုကြီးအများကြီးပဲဖြစ်နေကြတယ်
အဲ့ဒီခံစားမှုတွေကိုကြောင်းပြီးတော့ကောင်းကောင်းတယ်လို့မကောင်းမကောင်းတယ်လို့တုံ့ပြန်ကြတာတွေကောမရှိဘူးလားဒါလက်တွေ့ဖြစ်နေတာပဲလေဒီဥစ္စာအဲ့ဒါဘာတွေတုံးဆိုတော့သင်္ခါရအဲ့ဒီသင်္ခါရတွေထဲမှာတဲ့ဘယ်သင်္ခါရမှတည်မြဲနေတယ်ဒီတိုင်းရက်နေတယ်ဆိုတာမရှိဘူးအလုံးစုံသောသင်္ခါရတရားတွေကတနည်းအားဖြင့်သင်္ခါရတရားမှန်လို့ရှိရင်တော့ဘာလို့အနိစ္စပဲအနိစ္စဆိုတာဘာဖြစ်တော့ပြောင်းလဲနေတာချုပ်ပြောက်လိုက်နေတာပြောတာသောတော်တော်ကကြောင်းလာတော့ကားစီးပြီးတော့လာခဲ့ကြမှာပါနော်လမ်းဘေးမှာမြင်ကွင်းတွေရိပ်နဲ့ထားခဲ့တာပဲမဟုတ်လားမြင်ကွင်းတွေကလေမြင်ကွင်းအစ်စ်ကိုယူရင်းနဲ့မြင်ခဲ့သမျှမြင်ကွင်းတွေဘုန်းဘုန်းတို့ဘာလက်ခဲ့တော့ရိပ်နဲ့ခြံခဲ့တယ်ဘဝရဲ့ဖြစ်စဉ်အဲ့ဒါနဲ့အရန်တူတာပဲနော်အတွေ့အကြုံအစ်စ်ကိုအမြဲတမ်းဘုန်းဘုန်းတို့ကယူနေတယ်ပြီးရင်လည်းတွေ့ရယုံကြုံရယုံပဲအဲ့ဒါမရှိတော့သောတော်ကသီလယူတော်ကအခြေအနေရအဖြစ်အပျက်မျိုးစုံတကယ်ရှိသေးလို့လားထာဝရပျောက်ကွယ်သွားပြီဟုတ်တယ်မဟုတ်လားအခုဖြစ်နေတာလည်းပျောက်ကွယ်လိုက်နေသေးပဲနောက်ဘာပဲဖြစ်မဲ့ပြောဖြစ်မဲ့အရာတွေကလည်းပျောက်ကွယ်သွားကြမဲ့အရာတွေကြီးပဲအဲ့ဒါလိုပဲဘဝကပျောက်ကွယ်ရင်းနဲ့နောက်ဆုံးဘယ်သူပါဘဝပါဒါဘယ်သူပါဘဝပါလို့ပြောเสียတောင်မချန်တဲ့အထိပျောက်ကွယ်သွားအခုတော့ဒီကိုကောင်ကြီးဖြစ်နေတဲ့အခါကျတော့ဒါဥကျော်ပဲမြင်တာနဲ့သိတယ်ပြောကြရတယ်ဆိုကြရတယ်နောက်တစ်ချိန်မှာဒါဥကျော်ပဲလို့ပြောเสียဒီခန္ဓာကိုယ်ကြီးတောင်တထကြီးတောင်ပျောက်သွားဟုတ်တယ်မဟုတ်လားကိုယ့်ရဲ့ဘိုးတွေဘွားတွေရှိသေးလို့လားနော်စဉ်းစားကြည့်နော်ပျောက်ကွယ်သွားမှာနော်အဲ့ဒါကိုပြောတာသဗ္ဗေသင်္ခါရအနိစ္စဖြစ်เสียအကြောင်းရှိလို့ဖြစ်လာတဲ့တရားတွေအကုန်လုံးပျောက်ကွယ်လိုက်နေတယ်ပြီးရင်လည်းအပြီးဆုံးပျောက်ကွယ်သွားမှာပဲနောက်ထပ်ပြီးတော့ပျောက်ကွယ်ဖို့အတွက်ဖြစ်အောင်မှာပဲဖြစ်တယ်ဆိုတာပျောက်ကွယ်ဖို့ပဲကိုဘုန်းတို့ကြိုက်မကြိုက်စိတ်တိုင်းကြမကြဘလို့ချင်းနေဘလို့အတွေ့အကြုံမှာဘုန်းတို့ဟာဒီတိုင်းလေးဖြစ်နေအောင်ထိမ့်ထားလို့မရအောင်ဒီတိုင်းလက်လွတ်ဆုံးရှုံးသွားတာကိုပဲဘုန်းတို့ကြည်နေရတယ်အရာအလုံးတောက်လျှောက်လက်လွတ်ဆုံးရှုံးတာတော့မြင်အောင်ကြည့်နော်ဟုတ်လားတတိလေးအားကောင်းအောင်ကြိုးစားရင်ပုပ္ပသဘောပေါက်မယ်ပေါ့နော်တတိအားကောင်းဖို့လိုမယ်ဟုတ်လားဒီဖြစ်စဉ်ရဲ့အပေါ်မှာအာယုံစိုက်တဲ့အလေးအကျင့်လေးအားကောင်းလို့ရှင်ဘုံပြောတာကိုပိုရိပ်မိနိုင်တယ်ပေါ့နော်အကုန်လုံးဟာကြိုက်မကြိုက်ကောင်းဆူတွေ့ရယုံကြုံရယုံပဲတုံးတို့ဖြတ်တန်းသွားတယ်ခုနကားပေါ်ကနေဘေးဝဲရရှူရင်းတွေကိုကြည့်တယ်ဒီလိုပါပဲရိပ်နဲ့ပြီးခဲ့တယ်အဲ့ဒါမှပြန်ကြည့်ခြင်းလို့ရှင်နောက်ပြန်လှည့်ကြည့်ရင်မြင်ရသေးတယ်အခုတကယ်ဖြစ်စဉ်ကနောက်ပြန်လှည့်ကြည့်လို့တောင်မမြင်ရတော့နှုတ်ဆက်ချိန်တောင်မရှိဘူးတောက်လျှောက်ပြီးရဟုတ်လားအဲ့လိုနဲ့ကျုပ်တို့လုံးဝပျောက်ကွယ်သွားတဲ့အနေအထားကိုရောက်သွားအောင်ပါပဲဟုတ်လားဒီလိုဖြစ်စဉ်ကြီးကိုဘာပြောတာလဲသဗ္ဗေသင်္ခါရအနိစ္စသဗ္ဗေသင်္ခါရအနိစ္စယရာပညာယပတ္တိလုံးစုံသောပြုပြင်လို့ဖြစ်လာတဲ့ဖြစ်เสียအကြောင်းရှိလို့ဖြစ်လာတဲ့သင်္ခါရတရားတွေဟာမတည်မြဲကြဘူးတဲ့အဲ့ဒါကိုယရာပညာယပတ္တိဉာဏ်ရှိလာတဲ့အခါမှာလူတစ်ယောက်ဟာမှန်မှန်ကန်ကန်မြင်လာတယ်ဆိုကြပါစို့ယရာပညာယပတ္တိဘာရှိမှမြင်မှာတော့ဉာဏ်ရှိမှမြင်မှာနော်အဉာဏ်ကတတိအားကောင်းမှရှိမှာသူကတတိမရှိရင်ဉာဏ်မရှိဘူးဟုတ်လားဉာဏ်ရှိဖို့အတွက်တတိရှိရမယ်ခုဖြစ်နေတာကိုခုသိဉာဏ်ရှိမယ်နော်အဲ့လိုဉာဏ်ရှိရင်ခုနကတော့အနိစ္စကိုမြင်လာမယ်မြင်လာရင်ဘာဖြစ်မှာတော့တဲ့သဗ္ဗေသင်္ခါရအနိစ္စယရာပညာယပတ္တိအထနိဗ္ဗာန်တိဒုက္ခေအဲ့ဒါဆိုလို့ရှိရင်ဒီမကောင်းတဲ့ဖြစ်စဉ်ကြီးကိုစိတ်ဟာညှင်းငွေတယ်တဲ့ဒါတွေကကျွတ်တို့လွယ်ကူမရနိုင်တဲ့ဉာဏ်တွေပေါ့နော်ဟုတ်လားဖြစ်နေရတာကြီးကိုညှင်းငွေတယ်ရဖို့မလွယ်ဘူးအနိစ္စအမြင်တမ်းမှရမှာအဲ့ဒီဉာဏ်ရပြီဆိုရင်မြင်ရတာကိုလည်းညှင်းငွေတယ်ကြားရတာလည်းညှင်းငွေတယ်စိတ်ထဲတွေးနေရတာလည်းညှင်းငွေတယ်ခံစားနေရတာလည်းညှင်းငွေတယ်ဘာဖြစ်နေတာတွေအကုန်လုံးကညှင်းငွေစရာတွေကြီးလို့သူထင်းလာမြင်လာတယ်ပြောရရင်ဘဝရဲ့ပုံမှာညှင်းငွေတယ်ဘာလို့လဲဆိုအမှန်မြင်လို့ညှင်းငွေတာအမှန်ကဘာလို့ဆိုအနိစ္စပေါ့နော်ညှင်းငွေတဲ့ဉာဏ်ကိုအနိစ္စကိုအမြင်မတန်ပဲနဲ့မရနိုင်ဘူးဟုတ်လားအနိစ္စကိုအမြင်မတန်ပဲနဲ့ညှင်းငွေတယ်ပြောနေတာအဲ့ဒါသူနားမလဲလို့ရှောက်ပြောနေတာသူမဖြစ်ချင်တဲ့ကိစ္စတွေကိုသူညှင်းငွေတယ်ပြောနေတာဟုတ်လားနော်သူဖြစ်ချင်တဲ့ကိစ္စလေးဖြစ်ပြီဆိုတော့ညှင်းငွေသေးလားဘယ်ညှင်းငွေတော့ဟုတ်လားအခုအနိစ္စကိုမြင်လို့ညှင်းငွေတယ်ဆိုတာသူဖြစ်ချင်တာပဲဖြစ်မဖြစ်ချင်တာပဲဖြစ်ဘာပဲဖြစ်နေတာတွေအကုန်လုံးကအနိစ္စတူညီစွာပြောင်းလဲပြောက်ကွယ်လိုက်နေတဲ့အတွက်ကြောင့်ဘယ်ကိစ္စကမှသူ့စိတ်ကိုကျဉ်းနှံ့မှုမရစေဘူးညှင်းငွေတယ်ပေါ့အဲ့ဒီလိုညှင်းငွေလာလို့ရှိရင်တဲ့ဧတမေကောဝိသုဒ္ဓိယ
အဲ့ဒါဟာအလွန်စင်ကြယ်တဲ့နိဗ္ဗာန်ကိုရောက်စေတဲ့လမ်းပဲတဲ့ဟောဧတမဂ္ဂောဝိတ္တုဒ္ဓိယဧတဧသောဤရာသည်ဝိတ္တုဒ္ဓိယစင်ကြယ်ရာနိဗ္ဗာန်ကိုရောက်စေတတ်တဲ့မဂ္ဂောလမ်းပဲတဲ့မဂ္ဂဆိုတဲ့စကားလုံးလေးတွေ့ရနော်ပြန်ရှင်းမယ်နော်ဒီကာထာလေးကိုသဗ္ဗေသင်္ခါရအနိစ္စယရာပညာယပတ္တိအထာနိဗ္ဗိနိတိဒုက္ခေဧတမဂ္ဂောဝိတ္တုဒ္ဓိယအကြောင်းတရားမျိုးစုံကြောင့်ဖြစ်နေတဲ့သင်္ခါရတရားမှန်သမျှသည်မတည်မြဲကြဘူးဒါကိုသာဉာဏ်နဲ့မြင်မယ်ဆိုရင်အဲ့ဒီလူဟာဒီဒုက္ခဖြစ်စဉ်ကြီးရဲ့ပုံမှာညီးငွေတယ်အဲ့ဒါဟာစင်ကြယ်ရာနိဗ္ဗာန်ကိုရောက်စေတဲ့လမ်းပဲတဲ့အဲ့ဒီလမ်းလေးရှောင်နိုင်မရစေပေါ့ဟုတ်လားအဲ့ဒါမှငြိမ်းအေးမှုတွေကိုဆက်ရောက်မှာနောက်မရှိရင်တော့ကျွတ်တို့ရဲ့စိတ်ကလှည့်စားနေလို့လားကျွတ်တို့ကဟိုဟာကောင်းတယ်ဒီဟာကောင်းတယ်ရှောက်ထင်တယ်ပြီးတော့လည်းပဲမျက်ရည်နဲ့အဆုံးသတ်ရမှာနော်တကယ်တမ်းကဒုက္ခသစ္စာသဘောကလည်းထင်ရှားပါလေဘာနဲ့မှဖုံးကွယ်ထားလို့မရဘူးဘာနဲ့မှကာကွယ်လို့လည်းမရဘူးသူပိုက်ဆံဘလောက်ရှိငိုရမှာပဲလေဘယ်ချိန်ကြတော့ငိုရမှာတော့ကိုမဖြစ်ချင်တာတွေဖြစ်တဲ့ကိစ္စတွေဖြစ်လာပြီဆိုငိုရမှာပါကိုမဖြစ်ချင်တာတွေလည်းဖြစ်မှာနော်ဖြစ်နေတာတွေကိုလည်းကိုကလည်းတကယ်ဖြစ်ချင်မှာလည်းမဟုတ်ဘူးဖြစ်မှာဘာတွေတော့နာရမယ်နော်ပြီးရင်သေရမယ်ပေါ့နော်သေမှုကတော့အကြီးဆုံးတရားဓမ္မတို့ဘုံဘုံတို့တတ္တဝါတွေကိုနှိပ်စက်တဲ့နှိပ်စက်တတ်တဲ့တရားပဲဒါကြောင့်သေခြင်းတရားဟာလောကကိုအမြဲနှိပ်စက်တယ်လို့ဘုရားကတော့အဲ့လိုမြင်ပြတယ်ကျွတ်တို့ကမြင်တတ်တဲ့ဉာဏ်အလွန်အားနည်းလို့မမြင်တာမြင်ခွင့်ကတော့တကယ်ကိုထင်ထင်ရှားရှားပြက်ပြက်သားသားကြီးပဲဟုတ်လားဒါကြောင့်လူဘဝရောက်တုံးလေးကိုဆေးရုံတို့သင်္ချိုင်းကုန်းတို့စိတ်ဝင်စားတဲ့အမှန်တရားနဲ့ကိုယ့်ရဲ့စိတ်ကိုအများကြီးတွေ့ထိပေးနိုင်မယ်လို့ထင်တယ်ဟုတ်လားဆေးရုံသွားကြည့်လိုက်ရှိသူမရှိသူဘာမှမခွဲကြဘူးအကုန်ဒုက္ခရောက်နေတာဟုတ်လားသင်္ချိုင်းသွားကြည့်လိုက်အဲ့ဒီကြတော့မှပင်ကိုညံတာပါမယ်ဆိုလို့ရှိရင်တခါတည်းအမှန်တရားကိုလင်းသွားအောင်မြင်သွားနိုင်တယ်ဟုတ်တယ်မဟုတ်လားဒီလမ်းလေးကိုဘုံဘုံတို့ကရှောက်မှဒီအခြေအနေစိုးတွေကတကယ်တမ်းကလွတ်နိုင်မှာနော်အောက်လမ်းကတော့ရောင်လွတ်တောင်မရှောင်မိပါရစေနဲ့ဟုတ်လားအထက်လမ်းလေးကိုကြိုးစားပြီးတော့နော်ရှောင်မယ်အထူးသဖြင့်တော့လွတ်မြောက်လမ်းကိုအဓိကထားပြီးတော့ရှောင်နိုင်ပါရစေဒီအတွေးလေးပေါ့ဟုတ်ပြီနော်အဲ့တော့ဘာလဲငြိမ်းအေးမှုတွေကိုရောက်စေတတ်တဲ့လမ်းဟာဒီဖြစ်စဉ်တွေရဲ့ပေါ်မှာအနိစ္စဒုက္ခအနတ္တလို့မြင်ပြီးတော့ဒါရဲ့ပေါ်မှာညီးငွေပဲဆိုလို့ရှိရင်အဲ့ဒါဘုံဘုံတို့နော်စင်ကြယ်ရာနိဗ္ဗာန်ကိုရောက်စေတတ်တဲ့လမ်းကိုရှောက်လန်းရရောက်နေပြီနော်အဲ့တော့ဒါလေးကိုဘုံဘုံတို့ကမြင်အောင်မလုပ်အောင်တော့ကြိုးစားရမယ်ပေါ့ဒီအနိစ္စဒုက္ခအနတ္တနဲ့နေတဲ့ဒီအမှန်တရားကိုမြင်နေဆိုရင်ဘုံဘုံတို့ကတတိအားကောင်းမှရမယ်နော်အဲ့ဒါကတော့ဘုံဘုံတို့မပြောလို့မရဘူးဟုတ်လားတတိအားကောင်းမှရမယ်တတိကိုထူထောင်ရမယ်ဒီမှာနေဒါကိုပဲသိနေဝင်လေထွက်လေဆိုရင်လည်းဝင်လေထွက်လေပေါ့ဟုတ်လားထင်ရှားရသိမယ်ဆိုရင်လည်းပြစ္ဆုတ်ပန်တိုင်းထင်ရှားရကိုသိနေအဲ့ဒါဘာလုပ်နေတာတော့တတိကိုထူထောင်နေတာပြစ္ဆုတ်ပန်တိုင်းအတိအမှတ်ပြုတ်ပြီးတော့နေတဲ့အလေ့ကျင့်ကိုကြိုးစားတဲ့အခါမှာတတိအားကောင်းလာတော့တတိအားကောင်းတော့စိတ်ကအရည်သွေးမြင့်လာတယ်ဘလို့မြင့်လာအောင်ဆိုဒီဖြစ်စဉ်တွေရဲ့သဘောကိုတဖြည်းဖြည်းနဲ့ရိပ်မိလာနားလည်လာတယ်ဟုတ်လားအဲ့ဒါလို့နားလည်ရင်နားလည်သလောက်ဘုန်းဘုန်းတို့ရဲ့စိတ်ဟာဒီဘဝရဲ့ပုံမှာပြန်လဲတုံ့ပြန်မှုဟာမှန်ကန်လာတယ်ဘလို့တုံ့ပြန်တော့ညီးငွေ့เสียကြီးဒီသဘောဟုတ်လားအဲ့ဒီညီးငွေ့မှုအားကောင်းလို့ရှိရင်ဝိရိယဆွဲမဲ့မှုကင်းတယ်ဆိုတော့မဲ့ညာဖြစ်ပေါ်လာတယ်မဲ့ညာဖြစ်လာလို့ရှိရင်ဝိမု ക്തി စိတ်ဟာကိလေသာကနေလွတ်မြောက်တယ်ဒါကတော့နော်ဘုရားဟောထားတဲ့ဒေသနာအဆင့်ကိုဘုံဘုံကပြောပြတာဟုတ်လားအဲ့တော့ဒီလမ်းလေးကိုရှောက်မယ်ဆိုလို့ရှိရင်ဒီပန်းတိုင်ကိုရှောက်လိုက်မယ်အခုဖြစ်နေတာတော့ဘာတော့ဒုက္ခပဲကျွတ်တို့ပန်းနိုင်ထားမှာတော့ဘာတော့ဒုက္ခនិရောဓကိုပန်းနိုင်ထားမှာနော်ဒါဒုက္ခនិရောဓစီကိုဆက်ရောက်ခြင်းတယ်ဆိုလို့ရှိရင်ကျွတ်တို့ဟာဝိခင်၈ပါးလမ်းကိုရှောက်ရမယ်ပို့ပြီးတော့နားလည်လို့တဲ့စကားနဲ့ပြောရမယ်ဆိုရင်အနိစ္စဒုက္ခအနတ္တကိုနားလည်မှုရှိအောင်ကြိုးပမ်းရမယ်ပေါ့ဟုတ်လားအထူးသဖြင့်အနိစ္စကိုနားလည်အောင်ကြိုးစားရမယ်အမြဲတမ်းမဖြစ်နေတော့ပြီးဆုံးလိုက်နေတယ်ချုပ်ပြောက်လိုက်နေတယ်ပြီးဆုံးရင်ချုပ်ပြောက်ရင်းနဲ့ပဲနောက်ဆုံးအပြီးကြီးပြီးသွားလိမ့်မယ်ဒီသဘောလေးနော်ဘာမှနားမလည်စရာတော့မရှိဘူးနော်ဟုတ်လားဟောနဲ့ခြီးပြီးတော့ပြောမယ်ဆိုရင်လမ်းကအလုံးဘယ်နှလမ်းတော့အောက်လမ်းအထက်လမ်းလွတ်မြောက်လမ်းအောက်လမ်းကို3လမ်းခွဲမယ်အထက်လမ်းကို2လမ်းခွဲမယ်ဆိုတော့လမ်း6လမ်းဖြစ်သွားမှာနော်ဘုရားသာသနာအဆုံးအမနဲ့တွေ့တဲ့အခါမှာအဓိကကတော့လွတ်မြောက်လမ်းကိုရှောက်လန်းနိုင်ဖို့ကတော့အရေးကြီးဆုံးပဲ
ဘာလို့ကျန်တဲ့လမ်းတွေကဘယ်ချိန်လျှောက်သွားအချိန်မွေးလျှောက်လို့ရတယ်ဒီလမ်းကဘုရားပွင့်တော့တာလေလျှောက်လန်းနိုင်တဲ့လမ်းဘုရားမပွင့်ဘူးဆိုရင်ဒီလမ်းကဖုံးလွှမ်းနေတယ်လမ်းကမရှိဘူးတော့မဟုတ်ဘူးလမ်းကဘယ်လိုတော့ဆိုမထင်ရှားဘူးအဲ့ဒါကိုလည်းမြတ်စွာဘုရားနဂရတုတ်တန်ဆိုပြီးတော့ဟောထားရှိစကားဆက်ပြီးတော့ရောက်သွားတယ်လူတယောက်ကတော့တောထဲကိုသွားနေတယ်တကယ်တောကြီးမြင်မဲ့တဲ့သွားရင်လည်းလမ်းဟောင်းကြီးတစ်ခုကိုတွေ့တယ်အဲ့လမ်းဟောင်းကြီးကိုလိုက်သွားတဲ့ခါကျတော့တစ်ချိန်လုံးကအလွန်ကိုစီကားခဲ့တဲ့မြို့ပြက်ကြီးတွေ့တယ်မြို့ကြီးတစ်ခုတွေ့တယ်အဲ့ဒါဟာဒီနေရာလွန်ကောင်းတယ်တော့အကုန်လုံးရှောက်ကြည့်ပြီးတော့တိုင်းပြည်ပြန်ရောက်တဲ့ခါကျတော့သူ့ဘရင်ကိုရှောက်တယ်အလွန်ကြီးကျယ်တဲ့မြို့ကြီးပေါ့နော်အဲ့ဒါကိုမြန်ပြင်ဆင်ပြီးတော့နေရမယ်ဆိုရင်ဒါလည်းအများကြီးကောင်းတယ်ဆိုအဲ့လိုဆိုရင်သွားမယ်ဆိုရင်အဲ့ဒီလမ်းကြီးကိုတိုင်းသွားရတဲ့ခါကျတော့အဲ့ဒီမြို့ကြီးရောက်သွားအဲ့ဒီမြို့ကြီးကိုပြင်ဆင်ပြီးတော့နေကြတယ်တဲ့ဒါဥပမာပေးတာဒီမဲခင်၈ပါးဆိုတာလမ်းဟောင်းနော်ရှေးဖျားအဆူဖုံးနေအောင်ရှောက်ခဲ့တဲ့လမ်းပေါ့နောက်လူတွေလောဘဒေါသအာကြီးလာတဲ့အခါမှာဒီအမှန်တရားကိုနားလည်နိုင်စွမ်းရှိတဲ့လူနေပါတော့နောက်ဆုံးဒီဟာအကုန်လုံးဒီနီးလန်းကစုပ်ဆမြုပ်ဆမြုပ်သွားပြီလမ်းကတော့မရှိတာမဟုတ်မသိကြတော့ဘူးပေါ့နော်အဲ့ဒါဘာလို့တဲ့ခေါ်တာတော့သာသနာကွယ်တယ်ခေါ်တာပေါ့ဟုတ်လားနောက်သမ္ဗုဒ္ဓပေါ်လာတယ်အလုံးစုံကိုသိတယ်ဒီလမ်းကိုပြန်ပြီးတော့တွေ့တယ်သူအလန်းကိုတီးထွန်းတာမဟုတ်ဘူးနော်ရှိပြီးသားလမ်းကြီးကိုပြန်တွေ့တာဒီသဘောဟုတ်လားလမ်းနဲ့ပတ်သက်တဲ့တရားမဟုတ်အောင်ကြုံဘူးဟုတ်လားဒါကြောင့်လို့ဘုရားသာသနာနဲ့တွေ့တဲ့အချိန်မှာတော့လွတ်မြောက်လမ်းကိုရှောက်လန်းမိဖို့ရကအရေးကြီးဆုံးပဲရှောက်လန်းနိုင်တာမရှောက်လန်းနိုင်တာကတော့ဒကာတော်မတို့ရဲ့တာဝန်ပေါ့ဒါကတော့ကျွတ်တို့ကပြောရမယ်တာဝန်ရှိတော့ပြောရတာပေါ့နော်ဒီလမ်းကတော့ဘာလို့အရေးကြီးဆုံးရှောက်လန်းရမယ်လမ်းပဲကျန်တဲ့လမ်းကတော့ဘယ်ချိန်ရှောက်လို့ရတယ်ဟုတ်လားရှောက်လဲရှောက်နေကြတာဘာပဲရှောက်မှန်းရှောက်လို့ရှောက်မှန်းသိတာနဲ့မသိတာပဲကွာတတိဆန်တွေလည်းဘာလို့နေကြတာတော့သူတို့လည်းလမ်းရှောက်နေတာပဲလေတနေရာတော့သူတို့လည်းရောက်သွားမှာပဲဟုတ်လားကျုပ်တို့လည်းအခုနေရင်ထိုင်ရင်ဘာလို့နေရတော့လမ်းရှောက်နေတာပဲတနေရာတော့ရှောက်မှာပဲဟုတ်လားအဲ့ဒါကိုဘယ်နေရာရောက်ချင်တယ်လဲဒါကိုကြည့်ပြီးတော့ဘယ်လမ်းရှောက်မလဲဆိုတော့ကျုပ်တို့ရွေးချယ်ဖို့မလိုဘူးလားဒီလိုလမ်းလေးကိုလှူရတဲ့အတွက်ကြောင့်နော်လွတ်မြောက်လမ်းလို့ဆိုတဲ့အမျက်ဆုံးလမ်းကိုရှောက်လန်းနိုင်မရစေဆိုတဲ့ဒီဆန္ဒလေးကလည်းပဲနော်အချို့ဘောတကားဆင့်ဆိုဗမာစကားလို့ပေါ့နော်ကုသိုလ်ဘောကုသိုလ်ထက်ပြီးတော့ပုံလွန်လိုက်တဲ့သဘောမျိုးလို့ဆိုနိုင်မို့လား